အေးစေးနေနိုင်တယ်နေတာငါအိမ်ပေါ်မှာတက်နေငါရှာတာစားငါပတ်စံကိုတုံးပြီးတော့မှငါချက်တဲ့ထမင်းကိုစားပြီးတော့မှနေတခြားကောက်မနဲ့နေသွားပြီးတော့မှသွားအိတ်တာလေဆောက်ရှက်ရှိလို့ရှိရင်နေလဲတိတ်လို့ရတယ်အဲ့နေရာမှာလေတိလားကဲဒီတစ်ခါတော့ပိုင်တကွန်ရဲ့ညီရှင်ဖုံးကြီးရဲ့အရှုပ်အရှင်းတွေကိုဒါပြီးဆက်စုတာဖြစ်ပါတယ်အရင်ဦးဆုံးဒီမေပဲဦးဆိုတဲ့အကောက်ကနေတင်ထားတာပါဘာတင်ထားတာလဲဆိုတော့ရှင်ဖုံးကြီးရဲ့ဟာနဲ့အတူတအိမ်ထဲနေပြီးငါပတ်စံနဲ့ချက်တဲ့ထမင်းကိုစားရင်သွားမယ်ဆိုပြီးတော့အခြားမိန်းမအိမ်သွားပြီးတော့အိတ်တယ်တဲ့ဧပြီ12ရက်နေ့ညနေကအမေအိမ်ကိုပြောင်းသွားတယ်အဲ့ဒီအချိန်ထိလမ်းမခွဲရသေးဘူးတဲ့ဧပြီ13ရက်အိမ်ကိုညနေလာမယ်ဆိုပြီးတော့ဖုန်းဆက်လာတယ်တဲ့အားလုံးသက်သေနဲ့ရှင်းလို့ရတယ်နော်ငါအိမ်မှာနေငါပတ်စံ3ငါရှာတာစားပြီးတော့အခြားမိန်းမတယောက်မကဘူးတဲ့ဆက်ချက်ပြီးတော့ဟိုတယ်ခေါ်အိတ်ဒါတော့ငါ့ကိုလာပြီးတရားဥပဒေနဲ့ရှင်းမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲတဲ့။ Okay တဲ့အဆုံးထိသွားမယ်နင်ပေးမယ်လို့ဂရိတီထားတဲ့နင်ပေးစရာရှိတဲ့အကျွေးလည်းမပေးနိုင်ဘူးဆိုပြီးတော့ဒီပုံလေးနဲ့တကွာထားပါတယ်ဒါကတော့ရှင်ဖုံးကြီးဆက်ချက်ထားတဲ့ screenshot တွေပါကြည့်ရပါကဲဖုန်းရောလေးကိုနားထောင်ကြမယ်နော်ဘာလဲပြောဟုတ်မှာကျွန်တော်မှာအေးအိုက်ကောင်ငါပတ်စံလာပေးခိုင်းလိုက်ငါပတ်စံလာမပေးဘူးဆိုလို့ရှင်ငါလေလုံးဝလက်လွတ်ပေးမှာမဟုတ်ဘူးနော်ငါလုံးဝအလျှော့ပေးမှာမဟုတ်ဘူးနော်နော်ငါလုံးဝအလျှော့ပေးမှာမဟုတ်ဘူးမြင်လားမင်းကကြက်နေတဲ့ကိစ္စကိုပင်ကောင်းပြည့်ပြီးတော့ဗာအတိုင်းရှင်းလာတာညာနာမည်ကြီးနေတာလားငါလည်းပတ်သက်နင်နဲ့ပတ်သက်ပြီးနာမည်ကြီးစရာမလိုနာမည်ကြီးစရာလည်းမလိုဘူးငါသိလားနော်နာမည်ကြီးစရာလို့မသူညီပြန်ပြောတာမှာပိုင်တခွန်ရဲ့ညီအကိုရဲ့ချစ်ဘွားမပြောနဲ့ပါဇက်ကလေးမှမမီဘူးအကိုရဲ့ချစ်ရအောင်ပေါ့နော်ငါဘွားနဲ့ငါအေးစေးနေနိုင်တယ်နေတာငါအိမ်ပေါ်မှာတက်နေငါရှာတာစားငါပတ်စံကိုတုံးပြီးတော့မှငါချက်တဲ့ထမင်းကိုစားပြီးတော့မှနေတခြားကောက်မနဲ့နေသွားပြီးတော့မှသွားအိတ်တာလေဆောက်ရှက်ရှိလို့ရှိရင်နေလဲတိတ်လို့ရတယ်အဲ့နေရာမှာလေသိလားနေလဲတိတ်လို့ရတက်တိတ်နေတခွာပြလိုက်ငါစီမှာနေဖောက်ပြန်ထားတဲ့တက်တိတ်အကုန်လုံးရှိရင်နော်သိလားငါ့ကိုလာပြီးတော့မှလူပါလာမဝါနဲ့ရှင်မုံပြည့်ရဲ့နေဆောက်ရလူပါဝါမနေနဲ့သိလားနော်နာစုံပြီးရှင်းမယ်လားအကိစ္စအားလုံးငါပတ်စံငါလိုချင်နေပတ်စံလိုချင်အကုန်ပြန်ပြနေအဲ့ဒါဒီလိုတင်တာလားနေပေးလေနေလာပေးလေစောက်ရှက်မရှိနေငါနေရောဘဝတွေရောပတ်စံနေရောနော်ဒီကမလေးတင်ထားတဲ့ post ကိုပြန်ချပေးတဲ့လီမိုနိုတင်ထားတာလားတဲ့တကယ်ကောလာတာမဟုတ်ဘူးနော်တကယ်စောက်ကျင်းရုပ်တာအဲ့လိုလည်းရှိပဲနော်ငါရဲ့ခန္ဓာကိုယ်တွေရောစိတ်တွေရောအကုန်လုံးငါမိသားစုတွေရောအကုန်လုံးရင်းပြီးတော့မှနေကငါပတ်သက်ထားတာဟဲ့ကောင်ရဲ့နေလို့စောက်ရှက်မရှိတဲ့ကောင်ငါပတ်သက်ထားတာမိမတကနဲ့လိုက်အိပ်ပြီးစောက်ရှက်မရှိလမ်းပြရမိမနဲ့တော့မှအိတ်တာနေအကြောင်းခရင်စိတ်တွင်ကြအကုန်လုံးငါသိပြီးသွားပြီတိလားနေဆောက်ရအောက်တန်းကြလုံးအားကြီးရဲ့နေဆောက်ရအောက်တန်းကြရဲ့အောက်တန်းစားရဲ့ဟုတ်အခုလောတယ်ဟုတ်ရန်ဖြစ်မယ်ရန်ဖြစ်ငါရဲ့ပို့ရအားလုံးပြန်ပြန်နေပတ်စံနေငါအခုလာပေးမယ်နော်ငါနဲ့တော့ငါနဲ့မတက်ဆိုင်ပါဘူးဆိုတော့ပြန်နေဟာနေနဲ့တက်ဆိုင်ပါဆိုတင်ရောက်ငါဆောက်ယူလားဟမ်နေကငါအိမ်မှာငါ့ကိုနေနဲ့ငါနဲ့လင်မရလို့တနေ့လုံးအတူတူဒီအိမ်မှာနေလာပြီးတော့မှငါအိမ်မှာနေလာပြီးတော့မှနေကငါချက်တဲ့ထမင်းစားပြီးတော့မှနေဆောက်ရပေါက်ပြန်တော့နေတရားရဲပေါ့နေလူကောင်းပေါ့ဟုတ်လားနေလူကောင်းပေါ့နေဆောက်ရလူကောင်းပေါ့ဒီလိုငါလောက်တာဟုတ်တယ်ဘာဖြစ်လို့လဲငါပြောမယ်လူဆိုလို့ရှိရင်ငါနဲ့ကိုပြောခဲ့ပြီးသားစတွဲတဲ့ကကျန်တာအကုန်လုံးလို့ရတယ်မဖောက်ပြန်ပါနဲ့ပြတ်ချင်နေဆိုရင်လူလိုပြောလို့ရတယ်ငါတီမိကောင်းဖခင်သားသမီးငါတီမိကောင်းဖခင်သားအေးလေဒီအမပြောရမှန်းတယ်ပြက်ချင်ရင်ပြက်လိုက်ပြက်ပြီးမှပဲတခြားတယောက်တွေ့သူကအဲ့လိုမဟုတ်ဘူးတာပေါင်းညစားပုံစံမိန်းမထမိန်သားလဲခိုးစားမယ်ဒီဘက်မှာလဲရှုပ်မယ်ဒီပုံစံမျိုးပြတ်ချင်နေဆိုငါတို့နှစ်ယောက်အစိမပြေနိုင်တော့ဘူးလမ်းခွဲကြပါမယ်လို့ပြောလို့ရှိရင်ငါလမ်းခွဲပေးမယ်လို့နင့်ကိုငါ sorry ရပြောပြီးသားဒါပေမဲ့နေဘာဖြစ်လို့အဲ့လိုမျိုးမိန်းမတကလည်းပေါက်ပြန်လဲဟမ်ဆက်ပြောနေရမယ်အချိန်မဟုတ်ဘူးအခုငါတို့
နေပမာလေမျက်နှာစုံရင်းရှင်းမယ်ငါစပိန်ခုလာယူလိုက်မယ်ရပြီ ငါအိမ်မှာမရှိဘူးငါအိမ်မှာမရှိဘူးငါညတကောက်မှာငါအမအိမ်မှာငါရောက်နေတယ်နော်ငါအမအိမ်မှာငါရောက်နေရင်နင်းနဲ့စောက်ပြဿနာတွေကိုရှင်းဖို့အတွက်ကိုငါဘက်ကလည်းအကုန်လုံး ready ပြင်ဆင်ပြီးသားပဲနင်ဘာလုပ်မလဲလုပ်လိုက်တိလားငါအဲ့ပတ်စံကငါပြန်လို့ခြင်းဆိုငါရဲ့ချွေးနေစားတွေငါပြန်လို့ခြင်းနေ သူကဘာပြစ်ချက်မှမရှိဘူးเนาะဒီလိုမျိုးဒီနာမည်ပြမကိစ္စလည်းမရှိဘူးသူညီကတော့လှုပ်ချလိုက်ပြီရှင်ဖုံးပြည့်တယ်သူညီမနော်ဟိုပိုင်ရှင်မရှိဘဲနဲ့ဖောက်ဒီမိမရှို့တာတွေဘာတွေကလက်ခံလို့ရပြီပိုင်ရှင်လည်းရှိတယ်ရှိရတာနဲ့မို့လို့မိမရှို့တဲ့ဒီလိုမျိုးဖားထောင်းတွေကိုပညာများပြရမယ်လို့ဆိုစနာကထင်တယ်